ကျွန်တော်တို့လက်တထွာလောက်ပဲရှိတဲ့ဒီဂျိုသားနဲ့တူတဲ့ပဇွန်လေးတစ်ကောင်ရဲ့လက်သီးထိုးချက်တစ်ချက်ကကျွန်တော်တို့မှန်အောင်ကွဲနိုင်တယ်ဆိုလို့ရှိရင်ရုံမလားဆိုတော့ဒီနေ့မှာတော့ကျွန်တော်တို့ပင်လယ်တဲကအန်နီရဲ့အရှိဆုံးတိုင်းသမားတစ်ယောက်နဲ့ကျွန်တော်မိတ်ဆက်ပေးမယ်စိတ်ဝင်စားတဲ့ဆိုလို့ရှိရင်တော့တစ်ချက်လောက်လိုက်ကြည့်လိုက်အောင်ပေါ့နော်ဒီကောင်တွေကိုတော့ကျွန်တော်တို့ mantis shrimp လို့ခေါ်တယ်ပေါ့နော်မြန်မာလို direct ဘာသာပြန်ရမယ်ဆိုလို့ရှိရင်တော့ဒါဓာခုတ်ကောင်ပဇွန်လို့ဘာသာပြန်လို့ရတယ်ဆိုတော့ဒီကောင်တွေကဆိုလို့ရှိရင်တော့ပဇွန်လို့သာပြောတာပေါ့နော်တာမန်ပဇွန်တွေလိုမျိုးမဟုတ်ဘဲနဲ့တော်တော်လေးကိုကျွမ်းကျင်ကြတဲ့ဒါတိုက်ခိုက်ရေးသမားတွေဖြစ်ကြတယ်ပေါ့နော်သူတို့ကိုဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီအရှိတောင်အာရှနိုင်ငံတော်တော်များများဖြစ်တဲ့ကျွန်တော်တို့မြန်မာနိုင်ငံထိုင်းနိုင်ငံကမ်းရိုးတန်းဒေသတွေပေါ့နော်အဲ့လိုနေရာမျိုးတွေမှာတော်တော်များများတွေ့ရတယ်ဘာလို့လဲဆိုတော့ဒီပဇွန်ကဒါရေငံမျိုးစိတ်ဖြစ်တယ်ပေါ့နော်ဆိုတော့သူတို့ကဆိုလို့ရှိရင်တော့ဒီကြောက်ကြူကြောက်ကြားတွေမှာဒါနေလေးရှိတဲ့ပဇွန်မျိုးစိတ်ဖြစ်တယ်ပေါ့နော်ဆိုတော့ဒီ mantis shrimp လို့ပြောလိုက်လို့ရှိရင်ကျွန်တော်တို့မျိုးစိတ်ကတစ်မျိုးတည်းရှိတာမဟုတ်ဘူးပေါ့နော်ဒီ mantis shrimp တွေကဆိုလို့ရှိရင်အမျိုးအစားပေါင်း900ကျော်တောင်ကျွန်တော်တို့ရှိတယ်ပေါ့နော်ဒါအပြင်ကမှကျွန်တော်တို့နှစ်စဉ်လဲဒီသိပ္ပံပညာရှင်တွေကမျိုးစိတ်အသစ်တွေဒါရှာဖွေတွေ့ရှိနေလုံးပဲပေါ့နော်ဆိုတော့အမျိုးအစား900ကျော်တောင်ဒါရှိတယ်လို့ပြောလို့ရတယ်ပေါ့နော်နောက်တစ်ခုထပ်ထူးခြားတာကဒီအမျိုးအစားပေါင်း900ကျော်ကသူတို့ရဲ့တိုက်ခိုက်ရေးပုံစံကတစ်မျိုးတည်းမဟုတ်ဘူးပေါ့နော်သူတို့မှာတိုက်ခိုက်ရေးပုံစံစုစုပေါင်းအပြင်2မျိုးခွဲခြားလိုက်လို့ရတယ်ပေါ့နော်တစ်မျိုးကတော့ stabber နောက်တစ်မျိုးကတော့ကျွန်တော်တို့ puncher ဆိုပြီးတော့ကျွန်တော်တို့2မျိုးခွဲခြားလိုက်လို့ရတယ်ပေါ့နော်ဒီ stabber နဲ့ puncher ဒီ2မျိုးကဘာကွာတာလဲဆိုလို့ရှိရင်တော့ stabber တွေကတော့ကျွန်တော်တို့နာမည်အတိုင်းပဲပေါ့နော်သူတို့ကသားကောင်ကိုအမဲလိုက်တော့မယ်ဆိုလို့ရှိရင် तू ကသဲထဲမှာနေပြီးတော့တားကောင်အပေါ်ကဖြတ်သွားတဲ့အချိန်ကြာလို့ရှိရင်ကျွန်တော်တို့ဒီသူ့ရဲ့ဒီလက်အချွန်နဲ့ပေါ့နော်ထိုးဖောက်ပြီးတော့ဒီလိုမျိုးအမဲလိုက်လေးရှိတယ်ပေါ့နော်ဒီ mantis shrimp တွေကမှကျွန်တော်တို့မြန်မာနိုင်ငံမှာနာမည်ကြီးတာကတော့ကျွန်တော်တို့ဒီကင်းပဇွန်လို့ခေါ်တဲ့ဒီ stabber တစ်မျိုးပေါ့နော်ဒီကင်းပဇွန်ကျွန်တော်တို့မြန်မာလိုကင်းပဇွန်လို့ခေါ်နေတဲ့ကောင်ကလည်းဒီ mantis shrimp အနွယ်ဝင်တွေကဖြစ်ပါတယ်ဆိုတော့သူတို့ကဆိုလို့ရှိရင်သဲထဲမှာနေပြီးတော့အပေါ်ကဖြတ်သွားလို့ရှိရင်ဒီလိုမျိုးဓာတ်လိုမျိုးပေါ့နော်ဒီလိုမျိုးထိုးဖောက်လိုက်တဲ့အမျိုးအစားပေါ့နော်အဲ့ဒီအမျိုးအစားဖြစ်ပါတယ်ဒါကတော့ stabber တွေဖြစ်ပါတယ်နောက်ထပ်တစ်အုပ်စုကတော့ puncher တွေပေါ့နော် puncher ကတော့ကျွန်တော်ခုနကပြောသလိုပဲမှန်အောင်ကွဲအောင်ပေါ့နော်ဒီကောင်တွေကလက်သီးနဲ့ထိုးနိုင်စွမ်းရှိတယ်ဒီ stabber တွေကမှကျွန်တော်တို့နာမည်အကြီးဆုံးကတော့ဒီ peacock mantis shrimp လို့ခေါ်တဲ့ပဇွန်မျိုးစားဖြစ်တယ်ပေါ့နော်ဆိုတော့ဒီကောင်ကတော့ဒါတော်တော်လေးကိုအယောင်လှပြီးတော့ဒါတော်တော်လေးကိုနာမည်ကြီးတယ်ဥပမာ TikTok မှာဆိုလို့ရှိရင်သူ peacock mantis shrimp ရဲ့ဗီဒီယိုတွေအများကြီးပဲပေါ့နော်ဆိုတော့တော်တော်လေးကိုနာမည်ကြီးတဲ့ပဇွန်မျိုးစားတစ်မျိုးလို့တောင်ပြောလို့ရတယ်ပေါ့နော် peacock mantis shrimp တကောင်ရဲ့ဒီလက်သီးထိုးတဲ့ပြင်းအားဆိုလို့ရှိရင်ပေါ့နော်တနာရီကို80 ကီလိုမီတာပေါ့နော်အဲ့လောက်အထိကိုပြင်းအားရှိရပေါ့နော်ဆိုတော့ဒီကောင်တွေကဒီလိုမျိုးခနန်းတို့တခြားပဇွန်တို့အဲ့လိုမျိုးခယူတို့ပေါ့နော်အဲ့လိုကောင်တွေကိုလက်သီးနဲ့တစ်ချက်ထိုးလိုက်ရဆိုတာနဲ့ဒါအခွန်လုံးဝကွဲဝအောင်အထိကိုလုံနိုင်တယ်ပေါ့နော်ဆိုတော့ဒါတော်တော်အကောင်သေးလို့ဒီကောင်ကိုကျေးဇူးတင်ရမယ်လို့ပြောလို့ရတယ်ဒီကောင်ငမန်းလောက်စိုက်ဆိုလို့ရှိရင်ကျွန်တော်ရေကူးတဲ့ပင်လယ်ထဲမှာရေကူးတဲ့လူတွေအောင်ဒါမတွေးရစရာပဲပေါ့နော်အဲ့တော့ဒီ peacock mantis shrimp တွေမဟုတ်ဘူးဒီ mantis shrimp အကုန်လုံးကပေါ့နော်ဒီအမျိုးအစားပေါင်း900ကျော်ကဒီအကောင်တာသေးတာပေါ့နော်တော်တော်လေးကိုဒီကောင်တွေကအန်နီရများတဲ့ပဇွန်မျိုးစိတ်လို့ပြောလို့ရတယ်သူ့ရဲ့ဒီလက်သီးထိုးချက်ကပေါ့နော်လက်ကိုထိလိုက်လို့ရှိရင်လက်အယိုး